ปาเนี่ยเปลี่ยนมาละเดี๋ยวกันมารู้สิยังเนี่ยบาลูรอบาลูน่าจะมาสุดเลยด้านน้ำจานเนาะဒီမှာပဲစောင်းလိုက်မယ်ဒီပဲလာခဲ့လိုက်နော်ဒီပါဒါပဲနော်ရလားခေါ်လို့ရတယ်ဖုန်းကတော့ဝင်ကင်မီခုကတော့ပြန်လာမလားပြန်မလာဘူးမလားပြုံညက်ပြောညက်နဲ့လေအဲ့အကြောင်းမို့ပြောတာအရင်ကြီးအလိုမလိုက်နဲ့လို့ပြောမရရင်တီးရတီးပြီးလို့ရှိရင်ပတ်စံဆိုလို့ရှိရင်လေတရက်ဆိုလို့ရှိရင်အတိုင်းထွာနဲ့ပေးလေတောင်းတလားအကောင်လုံးပေးနေရအောင်အမောက်ဆိုကြည့်လေစိတ်ရှော့ငါမရဲ့မဟုတ်ဘူး तू ကလည်းဟိုလုံနေပါပြီနည်းနည်းတော့သူကနဲ့သူတော့ထိတ်နေတယ်နည်းနည်းတအားကြီးတင်းလို့ရင်လည်းမကောင်းဘူးငါမှတော့ကြာနေကြလဲကိုကတည်မလားဆိုတင်းလိုက်ထိန်းချုပ်ဆိုရင် तू ကမကြည်နဲ့တော့ခါကြရင်ပိုးဆိုးမှဆိုးလို့အဲ့လိုလုံနေကိုကပြုတ်ကြည့်ပြောညက်နဲ့ထိန်းထားပါလားကိုယောက်ျားကိုအမနဲ့တော့ဘယ်သူမလဲအမလည်းဘယ်သူကလည်းပြောနေပါတယ်သူ့ကိုဘလို့လေးနေဒါပေမဲ့တခုရှိရပါဟိုကကြတော့ကိုကကြတော့အမကချစ်ပုံချင်းတွေကမတူပေါ့ငါမရဲ့တော့တခုကဒါပေမဲ့သူကတွေးထားပါတယ်နောက်ကျရင်တော့အမပေးတဲ့နီးလဲနေလိုမျိုးလေနည်းနည်းခတ်မှမပြောမရရင်တုတ်တယ်ဗလားဟုတ်ပြီပြုတ်ပြောညက်နဲ့လုံနေအောင်အမမကြည့်သူ့လားသမီးလာဩเนี่ยသမီးအဲ့သိစင်တာလေးမားရယ်ဘယ်လိုလောက်မလဲမားသားသိရမလားတွားလိုက်ဆိုသမီးကလည်းဒါမှမပြောချင်ဘူးသူ့လေသူအဲ့လိုကြီးတွားလိုက်ဆိုကိုကလည်းပြောအမပြောလို့ပဲပြောဖြစ်နေတာအဲ့ကြတော့ဘယ်လိုမှန်းကိုမသိတော့သမီးတို့နှစ်ယောက်ကိုမားပြောပြမယ်နော်အမားတို့အမျိုးသမီးတွေကလေအိမ်ထောင်ရေးကံဆိုတာလည်းတတ်ရှိတယ်နော်ဒါပေမဲ့ကိုနဲ့ပေါင်းနေတဲ့ကိုယောက်ျားအကြောင်းကိုအရင်သိရမယ်နော်သူကအချောတက်ကြိုက်တာလားအချိုကြိုက်တာလားအချင်းကြိုက်တာလားဆိုတာပေါ့ဒီသမီးကြီးရဲ့အိမ်သားကကြတော့ချော့ပြီးတော့ကိုနတ်ပြီးတော့ကိုသူကလေဒုတ်တချောင်းနဲ့ကိုနတ်နေတော့တာလေအဲ့လိုပုံစံမျိုးကိုသမီးကြီးကအတူယူသွားလုပ်ကြည့်လိုက်လေဘောလုံးလိုပဲဘောလုံးကိုတုံးနဲ့ရိုက်ရင်ဘယ်လိုဖြစ်လဲကန်ထွက်သွားတာလေအဲ့လိုပဲသမီးရဲ့အဲ့တော့ကိုရဲ့ယောက်ျားရဲ့အထာကိုတိပြီးဘယ်လိုကင်တွယ်ရမလဲဘယ်လိုဆုံးမရမယ်နော်ကိုအကြိုက်ကလေးရအောင်ဘယ်လိုဆွဲခေါ်ရမယ်ဆိုဖြည်းဖြည်းချင်းဆွဲခေါ်ရမှာပေါ့တင်းနေတဲ့ဘောလုံးကိုတော့တမီးရေလေလေးပဲအရင်လျှော့ပေးလိုက်လေလေးပဲအရင်လျှော့လိုက်အဲ့ဒါဆိုရင် तू အများကြီးမသုံးကန်နိုင်တော့ဘူးပေါ့နော်ဒါမဲ့အမပြောပေးချင်တာကတော့ဒါတမီးတို့နှစ်ယောက်အနေနဲ့ကတော့အမကတော့စိတ်တိုင်းကြတဲ့ချွေးမတွေနှစ်ယောက်ရထားတာပါဘလို့ပဲဖြစ်အမသားလေးတွေကိုလေလမ်းကြောင်းတဲ့အောင်စိတ်ရှိနဲ့ထိန်းချောင်းပေးနေတာသမီးနှစ်ယောက်စလုံးကကိုတောင်ဝင်လဲကိုမပြတ်ရဘူးခလေးကလည်းတစ်ဖက်နဲ့ကိုစီးပွားရေးကိုလည်းကိုလုံနေတာလေနော်ဒါသမီးတို့ကတကယ်ကိုတော်တဲ့ထက်တဲ့အမျိုးသမီးတွေပါပဲနော်ယောက်ျားဘက်ကိုပြောပြမယ်ကိုယောက်ျားကိုလေပြန်လာတဲ့အခါကျရင်သမီး तू ပြန်လာတဲ့အခါကျရင်သမီးကပေါက်ဖောက်တာပေါ့ခုခေတ်စကားနဲ့ဆိုလေဘလောက်အော်တာထက်ကိုနော်အမပြောမယ်အဲ့လိုစီးပြီးတော့ပေါက်မဖောက်နဲ့အေးပြန်လာပါစေဩစိတ်ထဲတော့မကျင်납ဘူးပေါ့တမီးရဲ့မျိုး